LCF မှာရှိတဲ့ယုံကြည်သူတမန်မိတ်ဆွေများအားလုံးယေရှုနာမအဖြစ်အကုန်လုံးကိုနှုတ်ဆက်ပါတယ်ကျွန်တော်တပတ်တာလုံးလမ်းပြပို့ဆောင်တဲ့ဘုရားရှင်ရဲ့ယေရှုတော်ကို LCF ဆိုတာချီးမွမ်းပါတယ်ရှိတဲ့ယုံကြည်သူတမန်မိတ်ဆွေများအားလုံးနေတဲ့ယေရှုနာမအဖြစ်အကုန်လုံးကိုနှုတ်ဆက်ပါတယ်ကောင်းချီးမင်္ဂလာကျွန်တော်တပတ်တာလုံးလမ်းပြပို့ဆောင်တဲ့ဘုရားရှင်ရဲ့ယေရှုတော်ကိုလည်းဦးစွာချီးမွမ်းပါတယ်ဦးစွာရောက်စီတိုင်းဘုရားရှင်ရဲ့နေတဲ့ချင်းဘုရားရှင်ရှိကနေလာတဲ့မေတ္တာတရားကောင်းချီးမင်္ဂလာများကိုအားလုံးခံစားရဖို့ရန်အတွက်ပထမဦးစွာနှုတ်ခွန်းဆက်ရင်းနဲ့ဆုတောင်းမေတ္တာပို့ပါတယ်ကျွန်တော်ဒီနေ့ online ဝတ်ပြုခြင်းအစီအစဉ်ကျွန်တော်စပါတော့မယ်ကျွန်တော်အစာပြုဖို့ရန်အတွက်နှုတ်ကပတ်တော်ကြားနာကြပါစို့ထားကြလောတေတို့၏ဖျားသခင်ထာဝရဖျားသည်အစဉ်အမြဲမင်္ဂလာရှိတော်မူစေတည်းဟုကောင်းချီးပေးကြလောကောင်းချီးပေးခြင်းချီးမွမ်းခြင်းအမျိုးမျိုးထက်ချင်းမြင့်၍ဘုန်းကြီးသောကိုရော၏နာမသည်မင်္ဂလာရှိပါစေတည်းကိုရောတားလျင်ထာဝရဖျားဖြစ်တော်မူ၏အမျက်ဆုံးသောကောင်းကင်နှင့်ကောင်းကင်ဘိုးခြင်းအပေါင်းတို့ကို၎င်းမြင်ချင်းနဲ့မြင်ချင်းပေါ်၌ရှိသမျှတို့ကို၎င်းပင်လယ်နဲ့ပင်လယ်၌ပါသမျှတို့ကို၎င်းဖန်ဆင်းတော်မူ၏အလုံးစုံတို့ကိုစောင့်မတော်မူ၏ကောင်းကင်ဘိုးချေတို့သည်ကိုရောကိုးကွယ်ကြပါ၏ဖတ်ကြားတော်ရင်နှုတ်ကပတ်တော်ကိုဖျားရှင်ကောင်းချီးပေးပါစေအခုချိန်မှာဆိုလို့ရှိရင်ကျွန်တော်ဆုတောင်းခြင်းအစီအစဉ်ဖြစ်ပါမယ်
ကျွန်တော်ဆူတောင်းဖို့ရန်အတွက်အဓိကဒီနေ့အတွက်ကြတော့ကျွန်တော်ဇူလိုင်လပထမပတ်တနင်္ဂနွေနေ့ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် LCF မှာလုပ်နေကြဖြစ်တဲ့ဒီဇူလိုင်လမှာမွေးနေ့ရှင်နေဒါပြီးတော့ဇူလိုင်လမှာလက်ထပ်ထိမ်းများခဲ့တဲ့တူရီရှိလို့ရှိရင်သူတို့အတွက်တော်လကောင်းဒါပြီးတော့ဇူလိုင်လမှာဘပ်တိဇမ်မင်္ဂလာကိုခံခဲ့တဲ့တူရီရှိရင်လည်းပဲသူတို့အတွက်ကျွန်တော်ဆုတောင်းပေးဖို့ဖြစ်ပါတယ်ဒါပြီးတော့နောက်တစ်ခုကကြတော့ကျွန်တော်အလှူငွေအတွက်လည်းပဲကျွန်တော်ဆုတောင်းဆက်ကပ်ဖို့ဖြစ်ပါတယ်ဒီနေ့ကျွန်တော်အလှူငွေဖျားရှင်ကယုံကြည်သူတွေကိုကောင်းချီးပေးပြီးတော့အလှူငွေပြန်ပြီးတော့ထည့်လာတဲ့ယုံကြည်သူတွေရှိပါတယ်ဆက်ဖို့တဖို့အလှူရှိတယ်တနင်္ဂနွေနေ့အလှူလည်းပဲကျွန်တော်ဖျားเจ้าမှာမတွားနိုင်ပေမဲ့တချို့ကခြေစွတော်ချီမုံပြီးတော့တနင်္ဂနွေနေ့အလှူထည့်ကြပါတယ်ဒါပြီးတော့စနေညဝတ်ပြုခြင်းအစီအစဉ်ပေါ့လေအစီအစဉ်မှာဝတ်ပြုစနေညဝတ်ပြုအစီအစဉ်အလှူငွေလည်းပဲရှိပါတယ်အဲ့ဒါကထွတ်တပိတာသနာလုံးငါးနဲ့တွေ့ကျွန်တော်ဦးတည်ပြီးတော့ကျွန်တော်ပေးလေးရှိပါတယ်စနေနေ့ညဝတ်ပြုအလှူငွေရှိတယ်ဒါပြီးတော့ပွဲတော်မင်္ဂလာအလှူရှိပါတယ်ပွဲတော်မင်္ဂလာအလှူလည်းပဲရှိပါတယ်အလှူလေးမျိုးရှိပါတယ်ဒီနှစ်ခုလည်းပဲကျွန်တော်ဆုတောင်းဖို့ဖြစ်ပါတယ်ကျွန်တော်အားလုံးဆုတောင်းကြပါစို့ထာဝရသက်ရှင်တော်မူပြီးကျွန်တော်လူသားများရဲ့ခိုလုံရာကိုယ်ွယ်ရာဖြစ်တော်မူသောထာဝရမြတ်စွာဘုရားရှင်ကျွန်တော်ဒီစင်ကာပူမှာအကြောင်းအမျိုးမျိုးကြောင့်ရောက်လာကြတဲ့ LCF ကကိုရီးသားသမီးများဒီနေ့ထိတိုင်အောင်ကိုရလန်ပြပို့ဆောင်တဲ့အတွက်ကြောင့်ကိုရောကျေးဇူးတင်ပါတယ်ကိုရောကျွန်တော်ကြောက်လုံခဲ့သောအချိန်များမှာကျွန်တော်ဘဝပေါင်းစုံကိုရင်ဆိုင်ကြရပါတယ်အခက်ခဲဒုက္ခမျိုးစုံကျွန်တော်ကြုံကြနိုင်ပါတယ်တုတ်တော်များလည်းပဲထိုချိန်မျိုး၌ပင်လင်းကျွန်တော်ကိုဝိညာဉ်တော်အဖြစ်လမ်းပြပြီးတော့ဒီနေ့ထိတိုင်အောင်ကိုရဖျားတက်ရှင်ခွန်ကိုရပေးတဲ့အတွက်ကြောင့်ကိုရောကျေးဇူးတင်ပါတယ်ကိုရဖျားအထူးသဖြင့်ကျွန်တော်ဒီစင်ကာပူကိုရောက်လာကြတဲ့အခါမှာအထူးသဖြင့်တင်းနှစ်စာပိုင်းကနေစပြီးတော့ကျွန်တော်ကဘာကြီးမှာCOVID-19 ရောဂါကြီးခံစားနေကြတော့များလည်းပဲကိုရဖျားကျွန်တော်ဒီ LCF ကကိုရီးသားသမီးများကိုဒီနေ့ဒီယောဂါကနေကိုရောကာကွယ်ပေးခဲ့တဲ့အတွက်ကြောင့်ကိုရောအထူးကျေးဇူးတင်ပါတယ်ကိုရဖျားဆက်လက်ပြီးတော့ကျွန်တော်မျိုးတို့ကိုလမ်းပြပို့ဆောင်တော်မူပါမဆာတော်မူပါအထူးသဖြင့်စင်ကာပူမှာအခုချိန်မှာပြန်ပြီးတော့အပြင်ထွက်ပြီးတော့အလုပ်လုပ်ကြရပါတယ်တချို့ကစေယုံမှာတချို့ကလုပ်ငန်းခွင်မှာတချို့ကရုံးခန်းမှာပြန်ပြီးတော့တခြားလူတွေနဲ့ကိုရဖျားအတူတူကပြန်ပြီးတော့အလုပ်လုပ်တဲ့အခါမှာကိုရဖျားတချို့ဒီ COVID-19 ရောဂါကူးစက်ဖို့ရန်အတွက်စိုးရိမ်နေကြတော့သူများလည်းပဲရှိနိုင်ပါတယ်တူတော်များလည်းပဲကိုရတီအရာခတ်တင်ကိုတတ်ဆွမ်းတော့ထာဝရဖျားဖြစ်ပါတယ်သူတို့အလုံးလုံးရဲ့နေရာတိုင်းမှာကိုရောကွယ်ကာမစာရမူပါဒီ COVID-19 ရောဂါကနေလည်းပဲအရောက်စီတိုင်းကိုဆက်လက်၍ကာကွယ်တော်မူပါကိုရဖျားကျေးဇူးတင်ပါတယ်ထို့ထက်မကအလုံးလုံးရဲ့နေရာတိုင်းမှာကိုရဖျားစိတ်ဖြစ်စီမှုတွေကျွန်တော်ခံစားနေရတဲ့ချိန်ခံစားနေတော့သူများလည်းပဲရှိနိုင်ပါတယ်သူတို့ကိုလည်းပဲကိုရဖျားဤငြိမ်သက်ခြင်းကိုကိုရပေးသနာတော်မူပါထို့ထက်မကအလုံးလုံးရဲ့ခါမလုပ်ငန်းကုန်းမှာထိခိုက်ပျက်စီးခြင်းအလုံးစုံတို့မှာလည်းပဲကိုရောကွယ်ကာမစာတော်မူပါကိုရဖျားထို့ထက်မကကျွန်တော်ဒီနေရာမှာရောက်လာတဲ့အခါမှာဒီနေ့ထိတိုင်အောင်ကြမ်းမှချင်းပေးတဲ့ကဲတော့ကျွန်တော်လာတဲ့တန်တော်အချိန်များလိုက်နိုင်လည်းပဲဆက်လက်၍ကြမ်းမှချင်းပေးသနာတော်မူပြီးကျွန်တော်လောက်ကိုင်မဲ့အလုံးတစ်ခုစီကိုကောင်းမွန်စွာအောင်မြင်စွာပျော်ရွှင်စွာနဲ့ကိုရဖျားလှုပ်ဆောင်နိုင်ဖို့ရန်အတွက်ကျွန်တော်လှုပ်လေရရ၌အစဉ်ပြေနိုင်ဖို့ရန်အတွက်လည်းပဲကိုရောမာစာကောင်းချီးပေးတော်မူပါကိုရဖျားထိုးထမကအကြောင်းတက်နေကြသောအကြောင်းသူအကြောင်းသားများလည်းပဲရှိပါတယ်ကိုရဖျားသူတို့တင်ယူသောသင်ခန်းစာများကိုတည်ရှိတတ်မြောက်နိုင်ဖို့ရန်ကိုရဖျားပညာဉာဏ်များချပေးတော်မူပါကိုရဖျားယောဂဝေဒနာအလုံးစုံတို့မှာလည်းပဲကိုရကွယ်ကာမစာတော်မူပါကိုရဖျားထိုးထမကကျွန်တော်ဆူတောင်းလို့ဒီမှာကျွန်တော်မြန်မာပြည်မှာရှိတဲ့ကျွန်တော်နဲ့တက်ဆိုင်တော်မိသားစုအားလုံးအတွက်လည်းပဲတရိယာဆူတောင်းပေးပါတယ်ဒီနေ့ထိသူတို့ကို
ကိုရောကာကွယ်မဆာတဲ့အတွက်ကြောင့်ယေရှုတင်ပါတယ်ဆက်လက်ပြီးတော့ကိုရောမဆာလေးကောင်းချီးပေးတော်မူပါသူတို့ရှိတဲ့နေရာတိုင်းမှာကိုရောဖျားရဲ့အကွဲကကိုရောဖျားထံမှာလာတော့ပျော်ရွှင်ခြင်းနဲ့ငြိမ်သက်ခြင်းကိုခံစားပြီးတော့အသက်ရှင်နိုင်ဖို့ရန်အတွက်ကိုရောဖျားရဲ့အလိုတော်တိုင်းကိုရောဖျားရဲ့လမ်းစဉ်အသက်ရှင်နိုင်ဖို့ရန်အတွက်သူတို့ဘေးပဝန်းကျင်မှာရှိသောသူများအတွက်ကိုရောကောင်းချီးမင်္ဂလာများဖြစ်စေဖို့ရန်အတွက်လည်းပဲတရိယာပြီးတော့ကျွန်တော်တို့နဲ့သက်ဆိုင်သောမြန်မာပြည်မှာရှိတဲ့မိသားစုများအတွက်လည်းပဲကိုရောတရိယာပြီးတော့ဆုတောင်းပေးပါတယ်ကိုရောဖျားယေရှုတင်ပါတယ်ဒီနေ့လည်းပဲဆက်လက်ပြီးတော့ကျွန်တော်မျိုးတို့ဆုတောင်းလိုပါတယ်ကျွန်တော်ဒီ LCF ယုံကြည်သူများထဲကကိုရောဖျားဒီဇူလိုင်လမှာမွေးတဲ့မွေးနေ့ရှင်များရှိလေလည်းပဲကိုရောဖျားတို့ရှိတဲ့နေရာတိုင်းမှာကိုရောကောင်းချီးပေးတော်မူပါတို့မွေးလာတဲ့ချိန်ကနေစပြီးတော့ဒီနေ့ထိတိုင်အောင်ကိုရောဖျားတက်ရှင်ခွင့်ကိုရောပေးတဲ့အတွက်ကြောင့်လည်းပဲကိုရောယေရှုတင်ပါတယ်တို့ရဲ့နာကကိုလည်းပဲကိုရောကောင်းချီးပေးတော်မူပါနေ့စဉ်နဲ့မြတ်တို့အသက်ရှင်တဲ့အခါမှာကိုရောကိုကြောက်ရွံ့ပြီးတော့ကိုရောရဲ့အလိုတော်တိုင်းအသက်ရှင်နိုင်သောသူများမကကိုရောရဲ့အသင်းတော်ကိုရောရဲ့လူမျိုးတို့ရှိတဲ့ဘေးပဝန်းကျင်များအတွက်ကောင်းချီးမင်္ဂလာဖြစ်လျက်ကိုရောဖျားတို့လုံးလေရာ၌အောင်မြင်ခြင်းကိုခံစားလျက်တို့မှာမိတ်ဆွေကောင်းအဖော်ကောင်းများရှိလျက်ကိုရောဖျားကောင်းချီးပေးတော်မူပါတို့နေ့စဉ်နဲ့မြတ်သက်ရှင်တဲ့ကာလတစ်လျှောက်လုံးမှာကိုရောဖျား၏ငြိမ်သက်ခြင်းခံစားနိုင်ဖို့ရန်လည်းတရိယာပြဆုတောင်းပေးပါတယ်ကိုရောဖျားဆက်လက်ပြီးတော့ကျွန်တော်တို့ LCF ကနေဒီဇူလိုင်လမှာလက်ထပ်ထိမ်းများခဲ့တဲ့တူများရှိရင်လည်းပဲကိုရောကောင်းချီးပေးတော်မူပါဒီဇူလိုင်လသူတို့လက်ထပ်ထိမ်းများခဲ့တဲ့အချိန်ကာလပြန်ပြီးတော့ရောက်တဲ့အထိတိုင်အောင်ကိုရောလမ်းပြပို့ဆောင်တဲ့အတွက်ကြောင့်ကိုရောယေရှုတင်ပါတယ်ကိုရောဆက်လက်ပြီးတော့မဆာတော်မူပါကောင်းချီးပေးတော်မူပါသူတို့ဒီမိသားစုကောင်းကိုရောဖျားကိုကြောက်ရွံ့သောမိသားစုကောင်းများကိုတည်ထောင်နိုင်သောသူများဖြစ်စေဖို့ရန်လည်းပဲဆက်လက်၍မဆာတော်မူပါသူတို့မိသားစုအတွက်ကိုရောဖျားထံမှလာသောကောင်းချီးမင်္ဂလာများကိုကိုရောချပေးတော်မူပြီးတော့သူတို့ရဲ့ဘေးပါဝင်ခြင်းကိုရောဖျားရဲ့အတင်းတော်အတွက်အကျိုးပြုသောအိမ်ထောင်မိသားစုဖြစ်တဲ့အထိကိုရောမဆာလေးကိုရောကောင်းချီးပေးတော်မူပါကိုရောဆက်လက်ပြီးတော့ဒီဇူလိုင်လမှာအရင်ကဘပ်တိဇမ်မင်္ဂလာကိုခံယူခဲ့သောယုံကြည်သူများကျွန်တော် LCF မှာရှိရင်လည်းပဲကိုရောတရိယာပြီးတော့သူတို့အတွက်ဆုတောင်းပေးပါတယ်သူတို့ဘပ်တိဇမ်မင်္ဂလာခံတဲ့အချိန်ကနေစပြီးတော့ဒီနေ့ထိတိုင်အောင်သူတို့ရဲ့ဝိညာဉ်ရေးရာ၌တော်လကောင်းသူတို့ရဲ့အသက်တာ၌တော်လကောင်းကိုရောလမ်းပြလေးကိုရောကောင်းချီးပေးတဲ့အတွက်ကြောင့်ကိုရောယေရှုတင်ပါတယ်ကိုဆက်လက်ပြီးတော့နေ့စဉ်နဲ့မြတ်တို့အသက်ရှင်တဲ့အခါမှာလည်းစာဒမာနရဲ့စုံစမ်းနှောက်ဆက်ခြင်းအလုံးစုံအပြစ်တရားရဲ့စုံစမ်းနှောက်ဆက်ခြင်းအကုန်လုံးကိုအောင်မြင်ပြီးတော့ကိုရဖျားရဲ့အလိုတော်တိုင်းအသက်ရှင်တတ်သောယုံကြည်သူများသားသမီးများဖြစ်စေဖို့ရန်အတွက်ဆက်လက်ပြီးတော့ကိုရမဆာလေးကောင်းချီးပေးတော်မူပါကိုရဖျားဆက်လက်ပြီးတော့ကျွန်တော်ဆုတောင်းလိုပါတယ်ဒီကျွန်တော် LCF အတွက်ဒီနေ့အလှူပြန်ပြီးတော့ထည့်လာကြတော့သူများရှိပါတယ်တနိုင်ငံတွေနဲ့အလှူတော်လကောင်းဆယ်ဖို့တဖို့အလှူတော်လကောင်းစနေနေ့ညဝတ်ပြုခြင်းအစီအစဉ်အလှူငွေတော်လကောင်းကိုရဖျားပွဲတော်မင်္ဂလာအလှူတော်လကောင်းအတီးပေးလူကြတော့ကိုရဖျား၏တာသမီများသူတို့ဤကဲ့သို့ပေးလူနိုင်ဖို့ရန်အတွက်သူတို့လုပ်လေရာ၌အောင်မြင်ခြင်းကိုရပေးခဲ့တဲ့အတွက်ကြောင့်ကိုရလမ်းပြပို့ဆောင်ခဲ့တဲ့အတွက်ကြောင့်ကိုရယေရှုတင်ပါတယ်ကိုရဖျားဆက်လက်ပြီးတော့ဤအလှူငွေများကိုပေးလူကြတော့တာသမီများကိုဆက်လက်ကောင်းချီးပေးတော်မူလေသူတို့လှုပ်လေရာ၌ကိုရောအောင်မြင်ခြင်းပေးတော်မူလေသူတို့ရဲ့တက်တာမှာချမ်းသာခြင်းပျော်ရွှင်ခြင်းငြိမ်သက်ခြင်းကိုပေးတော်မူပြီးတော့သူတို့မိသားစုအတွက်သူတို့ရဲ့မိတ်ဆွေသူတို့ရဲ့မိသားစုအတွက်လုံလောက်သောအစာအာဟာရနဲ့ကိုရောဖျားတုံးဖို့ရငွေလုံလောက်စွာရရှိပြီးတော့ရရှိသည့်တာမကကိုရောဖျား၏နိုင်ငံတော်အတွက်လည်းပြန်ပြီးတော့ဆက်လက်ပြီးတော့ပါဝင်လှူဒါန်းနိုင်သောသူများဖြစ်တဲ့အထိဆက်လက်ရည်သူတို့လုပ်ရနိုင်အောင်မြင်ခြင်းကိုမဆာကောင်းချီးပေးတော်မူပါကိုရဖျား၏အလှူငွေအများကိုလည်းပဲကိုရလက်ခံတော်မူပြီးကိုရဖျား၏နိုင်ငံတော်အတွက်ကိုရဖျား၏အတင်းတော်အတွက်ပြန်ပြီးတော့အသုံးပြုနိုင်ကိုရန်အတွက်ဤအလှူငွေကိုလည်းပဲကိုရလက်ထက်၌ပြန်ပြီးတော့စက္ကအန်ဟံပါတယ်ကိုရဖျားကျွန်တော် LCF ကိုဒီနေ့တိလမ်းပြပို့ဆောင်တဲ့အတွက်ကြောင့်ကိုရယေရှုတင်ပါတယ်အထူးသဖြင့်ကျွန်တော်ဒီနေ့မှာမလာကနေစာပရောဒီနေ့လေးလမြောက်တိုင်းအောင်
ကျွန်တော်ဖះเจ้าမှာမတွားနိုင်ဘူး COVID-19 ရောဂါကြောင့်ကျွန်တော်မတွားနိုင်ဘဲနဲ့မေတ္တာရမဖွဲ့ပိုင်နိုင်ဘဲနဲ့အချင်းချင်းမေတ္တာရမဖွဲ့နိုင်ဘဲနဲ့ရှိကြပါတယ်အေးရကိုလည်းပဲအများဆုံးဖះเจ้าမှာတူကမေတ္တာရဖွဲ့နိုင်ဖို့ရလည်းပဲဆက်လက်ရွေးမဆာတော်မူပါထို့တမကကျွန်တော်ဖះเจ้าကိုတွားပြီးတော့ဝတ်မပြုတ်နိုင်တဲ့အခါမှာအေးရဒီကျွန်တော်ရဲ့ဝိညာဉ်ရေးကိုအားနေစေတော့ကျွန်တော်ရဲ့ယုံကြည်ခြင်းကိုအားနေစေတော့ကျွန်တော်ရဲ့အသက်တာကိုအားပြော့စေတော့ทั่วเพียงကျွန်တော် LCF ရမှုတော်သာသနာလုပ်ငန်းကိုအားနည်းစေသောအရာမဖြစ်စေဘဲနဲ့ပို၍ဤထက်မကတာမတော်ရင့်ချစ်သောဝိညာဉ်ပိုင်းမှာပို၍ဖွံ့ဖြိုးသောပို၍တိုးတက်သောသာသနာလုပ်ငန်း၌ပို၍အားကြီးသော LCF ဖြစ်စေဖို့ရန်ဆက်လက်၍ကိုရောမဆာကောင်းချီးပေးတော်မူပါကျွန်တော်ဆောင်းမျိုးနယ်မှာသာသနာပြုအတွက်စေလွတ်တဲ့ဆရာနေနိုင်တော်မိသားစုအတွက်လည်းပဲကျွန်တော်တရိယာပြီးတော့ဆုတောင်းပေးပါတယ်သူတို့ကိုဆက်လက်ပြီးတော့မဆာတော်မူပါသူတို့ကိုဆက်လက်ပြီးတော့အသုံးပြုတော်မူပါသူတို့ရဲ့ဘေးပါဝန်းကျင်အတွက်အလင်းကိုဆောင်နိုင်သောသားသမီးများမိသားစုများကိုရဖြိုင်ကဲတင်ခြင်းအကြောင်းကိုဟောပြောတတ်သည့်ခံနိုင်သောသူများဖြစ်စေဖို့ရန်ဆက်လက်၍ကိုရအသုံးပြုတော်မူပါကိုရဖြာဆက်လက်ပြီးတော့ကျွန်တော်ဆုတောင်းလိုပါတယ်ကျွန်တော်ကဘာနာမရှိနေကြသောချင်းလူမျိုးများတို့ရှိတဲ့နေရာတိုင်းမှာကိုရကောင်းချီးပေးတော်မူပါသူတို့ဖြင့်ဒီမှာဒုက္ခမျိုးစုံ COVID-19 ရောဂါခံစားနေကြတဲ့ခါမှာကဘာနှံ့မှာဒုက္ခရောက်နေသောချင်းလူမျိုးများတင်းတော်များရှိမှဖြစ်ပါတယ်သူတို့ကိုဝိညာဉ်တော်အဖြစ်လမ်းပြပြီးတော့သူတို့ကိုကိုရဖျားကဲတင်ခြင်းကိုရဖျားထမလာသောဝမ်းမြောက်ခြင်းကြီးတဲ့ခြင်းကိုအရောက်စီတိုင်းချင်းလူမျိုးတိုင်းခံစားနိုင်ဖို့ရန်လည်းပဲကိုရကောင်းချီးပေးတော်မူပါကိုရဖျားဒီနေ့ကျွန်တော်ဝတ်ပြုခြင်းအစီအစဉ်လည်းပဲအစားအလေးဆုံးတိုင်အောင်ကျွန်တော်တို့နဲ့ပါရှိတော်မူပါကျွန်တော်ကြားနာကြမယ်နှုတ်ကပတ်တော်ကိုလည်းပဲကိုရကောင်းချီးပေးတော်မူလေကျွန်တော်အတက်တာမှာဝိညာဉ်လင်းကိုပေးနိုင်သောနှုတ်ကပတ်တော်ဖြစ်စေဖို့ရန်အတွက်ကိုရဆက်လက်အကောင်းချီးပေးတော်မူပါကျွန်တော်ရဲ့အသက်တာအားလုံးကျွန်တော်ရဲ့အချိန်နာရီအားလုံးနဲ့ကျွန်တော်ရဲ့ဝတ်ပြုခြင်းအစီအစဉ်အားလုံးကိုကိုရဖြိုင်လက်ထက်၌ပြန်လဲဆက်ကလေးယေရှုနာမ၌ဆုတောင်းကြပါရရှင်ဖျားအာမင်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီနေ့ကျွန်တော်ဒီလိုမျိုးဝတ်ပြုနိုင်ဖို့ရန်အတွက်အချိန်များများပြင်ဆင်ပေးဖျားရှင်ရဲ့ကျေးဇူးတော်ကိုလည်းပဲဥစွာချီးမွမ်းပါတယ်အကုန်လုံးပေါ်၌ဖျားရှင်ရဲ့ငြိမ်သက်ခြင်းတက်ရောက်ပါစေကျွန်တော်ဟိုတပတ်ကပြောခဲ့တဲ့အတိုင်းပဲကျွန်တော်ကရှင်ယောဟန်ခရစ်ဝင်ကျမ်းကိုအခြေခံပြီးတော့sermon series ကျွန်တော်ဟောဖို့စီစဉ်ထားပါတယ်ဒီနေ့ကဒုတိယအချိန်ဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ဒီရှင်ယောဟန်ခရစ်ဝင်ကျမ်းကverse by verse တော့ကျွန်တော်သွားမှာမဟုတ်ဘူးဒီရှင်ယောဟန်ခရစ်ဝင်ကျမ်းရဲ့အဓိက team ဖြစ်တဲ့အဓိကသူ့ရဲ့ team တွေကိုပဲအဓိကအခြေခံပြီးတော့ကျွန်တော်ဟောသွားဖို့ဖြစ်ပါတယ်verse by verse တလုံးချင်းသွားလို့ရှိရင်တခါတလေboring ဖြစ်တတ်တဲ့အတွက်ကြောင့်ပါလေအဓိက team တွေကိုလည်းပဲကိုပဲကျွန်တော်အခြေခံပြီးတော့ဟောဖို့ဖြစ်ပါတယ်ဒီနေ့အတွက်ကျွန်တော်ရွေးချယ်ထားတဲ့ကျမ်းချက်ကရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး1အခန်းငယ်14ကနေ18ဖြစ်ပါတယ်ရှင်ယောဟန်အခန်းကြီး1အခန်းငယ်14ကနေအခန်းငယ်14ကနေ18ဖြစ်ပါတယ်ကျွန်တော်အားလုံးကြားနာကြပါစို့နောက်ကဘတ်တော်ဒီလေလူစားတိအဖြစ်ကိုခံယူ၍ယေရှုတော်နဲ့၎င်းတစ္ဆာတော်နဲ့၎င်းပြည့်စုံလျက်ငါတို့တွင်တည်နေတော်မူတည်ဖြစ်၍ခမဲတော်၌တပါးတီတော်သားတော်၏ဘုံကဲ့သို့သူ၏ဘုံတော်ကိုငါတို့သိမြင်ရကြပြီယောဟန်ကြီးထိုသခင်၏အကြောင်းကိုတက်တက်ခံ၍ကြွေးကြော်သည်ကားငါနောက်ကြွလာသောသူသည်ငါမရှိမီရှိနေသည်ဖြစ်၍ငါထက်သာ၍ကြီးမြတ်သည်ဟုငါဆိုရာ၌ထိုသူကိုဆိုလိုသည်ဟုတက်တက်ခံလေ၏ထိုသူ၏ပြည့်စုံခြင်းမှလည်းယေရှုတပါး၌ထရှင်၍ယေရှုတပါးကိုငါတို့ရှိသမျှသည်ခံရကြပြီအကြောင်းမူကားပညတ်တရားတော်ကိုမောရှေလက်တွင်ပေးတော်မူ၏ယေရှုတရားနှင့်သစ္စာတရားမူကားယေရှုခရစ်အားဖြင့်ဖြစ်သည်ဖျားသခင်ကိုအပေတူမျှမမြင်စဖူးတော်လေခမဲတော်၏ရင်ခွင်၌ရှိသောတပါးတီတော်သားတော်ဒီဖျားသခင်ကိုထင်ရှားစေတော်မူ၏ထင်ရှားစေတော်မူပြီးအဓိကအခြေခံခြင်းဒါကတော့အပိုင်ငယ်14ကဖြစ်ပါတယ်နှုတ်ကပတ်တော်ဒီလေလူစားတိအဖြစ်ကိုခံယူ၍ဆိုရဲ
ခရစ်တော်လူစားတီကိုခံယူတဲ့အကြောင်းလူဖြစ်လာတဲ့အကြောင်းကိုအတိအကအခြေခံပြီးတော့ကျွန်တော်ခွန်အားပေးလို့တာဖြစ်ပါတယ်ကျွန်တော်ခေါင်းစဉ်ကတော့ဘာလဲဆိုလို့ရှိရင် Why does God need to become human ဘာဖြစ်လို့ဖယားကလူဖြစ်လာဖို့လိုတယ်လဲဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ်တစ်ဖက်မှာပြောမယ်ဆိုလို့ရှိရင်ဖယားကလူဖြစ်လာရခြင်းရဲ့ရည်ရွယ်ချက်အကြောင်းအရင်းပေါ့လေလူဖြစ်လာရခြင်းရဲ့အကြောင်းအရင်းကိုအတိအကကျွန်တော်တို့ခွန်အားယူသွားမှာဖြစ်ပါတယ်လုံခဲ့တဲ့ပတ်တုန်းကတော့အတိအကအဖြစ်ယေရှုခရစ်ရဲ့ဖယားဖြစ်ခြင်းကိုကျွန်တော်အတိအကကြားနာခဲ့တာဖြစ်ပါတယ်ကဘာကြီးမရှိမိကလေးကရှိတဲ့သူဖြစ်တယ်ဆိုတော့ခံယူချက်ဟာအရေးကြီးတယ်လို့ခရစ်တော်ဟာဖယားနဲ့တန်းတူဖြစ်တယ်ဆိုတော့ဒါပြီးတော့ခရစ်တော်ဟာဖယားဖြစ်တယ်ဆိုတဲ့ခံယူချက်ဟာကျွန်တော်လူသားတွေအတွက်ကျွန်တော်ရဲ့ကယ်တင်ခြင်းအတွက်အရေးကြီးတဲ့အကြောင်းကျွန်တော်ခွန်အားယူခဲ့ပြီးဖြစ်ပါတယ်အဲ့ဒီဖယားယေရှုဟာကျွန်တော်လူသားတွေအတွက်အလင်းဖြစ်တယ်လို့ကျွန်တော်ရဲ့ဘဝကျွန်တော်လူသားရဲ့အတက်ရဲ့အရှင်တခင်ဖြစ်တဲ့အကြောင်းလည်းပဲကျွန်တော်ပြောခဲ့ပြီးသားဖြစ်ပါတယ်တစ်ဖက်မှာပြောမယ်ဆိုလို့ရှိရင်ဖယားရဲ့ယေရှုခရစ်ရဲ့ဖယားဖြစ်ခြင်းကိုကျွန်တော်လုံခဲ့တဲ့ပတ်တုန်းကပြောခဲ့တာဖြစ်ပါတယ်ဒီဘက်မှာကျတော့ယေရှုခရစ်ရဲ့လူသားဖြစ်ခြင်းဘာဖြစ်လို့လူဖြစ်ဖို့လိုတယ်လဲဖယားကဘာဖြစ်လို့လူဖြစ်ဖို့လိုတာလဲဆိုတော့ခေါင်းစဉ်ကိုကျွန်တော်အဓိကဆွေးနွေးဖို့ရဖြစ်ပါတယ်ကျွန်တော်ယေရှုဆိုတာဘာလို့လဲဆိုတာကျွန်တော်သိပါတယ်ယေရှုဆိုတာဘယ်ချိန်မှာမွေးလာတယ်လဲဆိုတာလည်းပဲကျွန်တော်သိပါတယ်သူဟာမာရိကနေလုံခဲ့တဲ့နှစ်ပေါင်း2000တုန်းကပါလက်စတိုင်းမှာမာရိကနေမွေးခဲ့တဲ့သူဖြစ်တယ်ဒါပြီးတော့သူကနှစ်3နှစ်တိုင်ဖျားရဲ့အမှုတော်ဆောင်ခဲ့ပြီးတော့ကားတိုင်ပေါ်မှာအပြည့်တက်ခံပြီးတော့ကျွန်တော်လူသားတွေကိုကယ်တင်ခဲ့တယ်ဆိုတော့who is Jesus ယေရှုဆိုတာဘာလို့လဲဟောင်းဘယ်လိုသူအသက်ရှင်ခဲ့တယ်လဲသူဘာတွေလုပ်ခဲ့တယ်လဲဆိုတာလည်းပဲကျွန်တော်သိအများကြီးပဲကျွန်တော်သိပြီးသားဖြစ်ပါတယ်ဒီနေ့ကကြတော့ဘာဖြစ်လို့ဖယားကလူဖြစ်လာရတယ်ဘာဖြစ်လို့ဖယားကလူဖြစ်ဖို့လိုတယ်ဆိုတဲ့ဟာကျွန်တော်အတိကပြောသွားမှာဖြစ်ပါတယ်ဖယားကသူဖယားဖြစ်တဲ့အတွက်ကြောင့်အရာအားလုံးကိုသူတတ်နိုင်ပါတယ်သူမလုံးနိုင်တာဘာမှမရှိဘူးမရှိတာကိုလည်းပဲရှိအောင်လုပ်နိုင်တဲ့ဖယားဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဖယားကဘာဖြစ်လို့ကျွန်တော်လူသားတွေအပြစ်ကနေလွတ်ပါဆိုပြီးတော့ပါစက်ကနေပြောလိုက်ယုံပြီးတဲ့ဟာသူလုပ်လို့ရတဲ့ဟာပဲခမရောငါရဲမတွားနဲ့ငါကျွန်တော်လူသားတွေအပြစ်သားတွေငရဲသွားဖို့ကောင်းကင်သွားဖို့ဆိုတာလည်းပဲသူ့ရဲ့လက်ထဲမှာပဲရှိတယ်သူ့ရဲ့ power အောက်မှာပဲရှိတယ်သူ့ရဲ့အပြစ်ကနေလွတ်မြောက်ဖို့ကယ်တင်ခြင်းရဖို့လည်းပဲသူ့ရဲ့အလုပ်ပဲသူ့လက်ထဲမှာပဲရှိတယ်ဆိုတော့သူကပါစက်နဲ့ပြောလိုက်လို့ရှိရင်အရာအလုံးဟာဖြစ်သွားတယ်ခင်ဗျားတို့လူသားတွေအပြစ်သားတွေအပြစ်ကနေလွတ်ပါဆိုပြီးတော့ပြောလိုက်လို့ရှိရင်လည်းပဲကျွန်တော်အပြစ်ကနေလွတ်မှာပဲဖျားဖြစ်တယ်သူတတ်နိုင်တယ်ခင်ဗျားတို့အပြစ်ဘယ်တော့ပဲရှိကောင်းကင်ကိုလာခဲ့ပါဆိုပြီးတော့ပြောရလည်းပဲကျွန်တော်တွားနိုင်တာပဲသူလုံနိုင်တယ်ပါစက်နဲ့ပြောလိုက်ရုံနဲ့ပြီးတဲ့ဟာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ကျမ်းစာကိုကြည့်တဲ့အခါမှာဖယားကယေရှုခရစ်အဖြစ်သားတော်အဖြစ်လူစားကြီးကိုခံပြီးတော့သူလာတာကိုကျွန်တော်တွေ့ရပါတယ်။ဘာဖြစ်လို့ဖယားဖြစ်ပြီးတော့သူလူစားကြီးကိုခံယူနေစရာတူလိုတာလဲ။ဘာဖြစ်လို့ဒုက္ခဆင်းရဲသူတပါးတီတော်သားတော်ကိုဒုက္ခဆင်းရဲခံခိုင်းပြီးတော့လူလိုပဲသူအသက်ရှင်ခိုင်းရတာလေ။ဒါရီမလုပ်ဘဲနဲ့သူကျွန်တော်ကိုကယ်တင်ခြင်းရအောင်သူလုပ်လို့ရရဲ့သားနဲ့ဘာဖြစ်လို့လူဖြစ်လာဖို့ရတဲ့ဖယားကရွေးချယ်ရတာလဲဘာဖြစ်လို့သူလူဖြစ်လာဖို့ရတဲ့အတွက်လိုအပ်တာလဲ Why does God need to become human ဘာဖြစ်လို့လူဖြစ်လာဖို့လိုတယ်လဲဆိုတဲ့ဟာဒီနေ့ဆွေးနွေးဖို့ဖြစ်ပါတယ်
ကျွန်တော်အဲ့ဒီအကြောင်းကိုမတွားခင်မှာတခုပြောချင်တာပါလဲဆိုရှင်ကျွန်တော်ယေရှုခရစ်မှာလူသားဖြစ်ခြင်းနဲ့ဖခင်ဖြစ်ခြင်းနှစ်ခုရှိတယ်ဆိုတာကျွန်တော်တည်ပြီးသားဖြစ်ပါတယ် human nature နဲ့ divine nature ယေရှုခရစ်မှာလူသားဖြစ်ခြင်းဖခင်ဖြစ်ခြင်းနှစ်ခုစလုံးပေါ့လေသူ့မှာရှိတယ်ကျွန်တော်သူကလူသားမှာလည်းပဲတရားမှာတရားရာခိုင်နှုန်းလူသားဖြစ်တယ်ကျွန်တော်လူသားတွေလိုပဲဒါပြီးတော့သူကဖခင်မှာလည်းပဲဖခင်ရဲ့တပါးတီတော်သားတော်ဖြစ်တဲ့အတွက်ကြောင့်ဖခင်မှာလည်းပဲတရားရာခိုင်နှုန်း 100% သူဖခင်ဖြစ်တာပဲဆိုတော့လူသားဖြစ်ခြင်းဖခင်ဖြစ်ခြင်းရာခိုင်နှုန်းဖြစ်နှစ်ခုစလုံးကရှိနေတာကိုကျွန်တော်တို့တွေ့ရပါတယ်ဟိုကနဦးခက်တော့ကတချို့ကပါပြောတယ်လဲဆိုလို့ရှိရင်ဖျားဖြစ်ခြင်းက90ရာခိုင်နှုန်းပဲလူသားဖြစ်ခြင်းကလည်းပဲ90ရာခိုင်နှုန်းပဲသူ့မှာရှိတယ်ဆိုပြီးတော့ပြောတဲ့သူတွေလည်းပဲရှိတယ်90ရာခိုင်နှုန်းဆိုလို့ရှိရင်သူကဖျားအပြည့်အဝမဖြစ်ဘူးဆိုတဲ့သဘောပဲ90ရာခိုင်နှုန်းလူသားဆိုလို့ရှိရင်သူရာခိုင်နှုန်းပြည့်လူသားမရှိဘူးဆိုတဲ့သဘောလည်းပဲဒါလည်းပဲမမှန်ဘူးသူကဖျားမှာရောလူသားမှာရောရာခိုင်နှုန်းပြည့်လူသားဖြစ်ခြင်းဖျားဖြစ်ခြင်းသူ့မှာရှိတယ်ဆိုတာကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့ကနဦးခေတ်တုန်းက heresy လို့ခေါ်တဲ့ခရိယန်ယုံကြည်ချက်မှားယွင်းတဲ့ယုံကြည်ချက်တစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင် Gnosticism လို့ခေါ်တယ်ဆိုတော့ Gnosticism ကပါကိုသူယုံတယ်ပါပြောတယ်လဲဆိုလို့ရှိရင်ယေရှုခရစ်ကတကယ်တော့လူမဟုတ်ဘူးလူသားမဟုတ်ဘူးဆိုပြီးတော့သူ့မှာ human nature လူတဘာဝမရှိဘူးဒီလောကမှာသူဆင်းလာတာဖြစ်ပေမဲ့သူ့မှာလူတဘာဝ human nature လူသားဖြစ်ခြင်းတကယ်တော့မရှိပါဘူးဆိုပြီးတော့ပြောကြတယ်ဘယ်လောက်ထိသူတို့ပြောတယ်လဲဆိုလို့ရှိရင်သူလမ်းလျှောက်တဲ့ချိန်မှာလည်းပဲသူခြေရာမပေါ်ဘူးပေါ့ခြေရာမပေါ်ဘူးဆိုတာကလူမဟုတ်ဘူးလူဆိုလို့ရှိရင်ခြေရာပေါ်တယ်ဒါပေမဲ့ယေရှုကလူမဟုတ်တဲ့အတွက်ကြောင့်သူ့မှာခြေရာမပေါ်ဘူးတကယ်တော့ယေရှုကလူသားမရှိဘူးဆိုပြီးတော့ပြောခဲ့ကြပါတယ်ဒါပေမဲ့ကျွန်တော်ကျမ်းစာကြည့်တဲ့အခါမှာအဲ့ဒါလည်းပဲမမှန်ပါဘူးယေရှုမှာလူသားဖြစ်ခြင်းနဲ့ဖျားဖြစ်ခြင်းတစ်ခုစလုံးရှိတယ်ဆိုတာတွေ့ရပါတယ်ဆိုတော့သူကလူဖြစ်တဲ့အတွက်ကြောင့်သူကအမျိုးသမီးစီကနေသူကမွေးလာရပါတယ်ဒါကလူလိုပဲသူမွေးလာတဲ့အတွက်ကြောင့်ဒါလူဖြစ်တယ်လူလိုပဲသူကစားတယ်တောက်တယ်ဒါပြီးတော့လူလိုပဲသူကဒုက္ခဆင်းရဲခံတယ်နာကျင်မှုတွေကိုသူခံတယ်သူ့မှာကားတိုင်ပေါ်မှာတက်ခံရတဲ့ခါမှာလည်းပဲလူဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့ခန္ဓာကနေသွေးယိုစီးလာပါတယ်ဆိုတော့သူကလူဖြစ်တဲ့အတွက်ကြောင့်ဆာလောင်တတ်ပါတယ်အဲ့ဒါကြောင့်သူယေရှုဟာလူသားဖြစ်တယ်တစ်ဖက်မှာလည်းပဲသူကပဋိအမျိုးသားနဲ့ဆက်ဆံခြင်းမရှိဘဲနဲ့ virgin birth အပြိုကညာကနေမွေးလာတယ်ဆိုတာသူ့ရဲ့ဖျားဖြစ်ခြင်းကိုပြောတာဖြစ်တယ်ဒါပြီးတော့နတ်ဆိုးတွေကိုနှင်ထုတ်နိုင်ခြင်းဟာလည်းပဲသူ့ရဲ့ဖျားဖြစ်ခြင်းကိုဖော်ပြတာဖြစ်ပါတယ်ဒါပြီးတော့ပေခြင်းကိုအောင်မြင်ပြီးတော့သူ့ရဲ့ရှင်ပြန်ထမြောက်ခြင်းဟာလည်းပဲသူ့ရဲ့ဖျားဖြစ်ခြင်းကိုဖော်ပြတာဖြစ်ပါတယ်ဆိုတော့ယေရှုခရစ်မှာလူသားဖြစ်ခြင်းနဲ့ဖျားဖြစ်ခြင်းရာခိုင်နှုန်းပြည့်နှစ်ခုစလုံးရှိတယ်ဆိုတာကျွန်တော်တွေ့ရပါတယ်ဆိုတော့ဘာဖြစ်လို့သူကဒါဆိုလို့ရှိရင်လူဖြစ်လာရတာလဲဘာဖြစ်လို့ဖျားကလူဖြစ်ဖို့လိုတယ်လဲအချက်၃ချက်နဲ့ကျွန်တော်ပြောမှာဖြစ်ပါတယ်ဖျားကကျွန်တော်လူသားဖြစ်လာဖို့ရန်အတွက်လူစားတိခံဖို့ရန်လိုအပ်တဲ့အကြောင်းရင်းတစ်ခုကပါလဲဆိုလို့ရှိရင်ကျွန်တော်ရဲ့အပြစ်အတွက်လူသားရဲ့အပြစ်သားရဲ့အပြစ်အတွက်ပေးဆက်ဖို့အတွက်ဖြစ်ပါတယ်သူလူသားဖြစ်ဖို့လိုအပ်တဲ့အကြောင်းအရင်းကကျွန်တော်လူသားရဲ့အပြစ်သားရဲ့အပြစ်ကိုပေးဆက်ဖို့ရန်အတွက်ဖြစ်ပါတယ်ဆိုတာကိုပြောချင်တာဖြစ်ပါတယ်ကျွန်တော်အတင်းတော်တိုင်းဂိုင်းကနာမတူပေမဲ့အတင်းတော်တိုင်းကလက်ခံတဲ့နိုင်စင်ခရစ်ပေါ်လေAD 325မှာနိုင်ဆီယာမြို့မှာအတင်းတော်ရဲ့ council ချင်းမှာသူတို့ထုတ်လုပ်ခဲ့တဲ့ဒီအတင်းတော်ရဲ့ကြီးညာစာတမ်းထဲမှာပါတယ်လေဆိုလို့ရှိရင်for us for our salvation he came down from heaven ကျွန်တော်အတွက်နဲ့ကျွန်တော်ရဲ့ကယ်တင်ခြင်းအတွက်သူကကောင်းကင်နိုင်ငံကနေဆင်းသက်လာတာဖြစ်တယ်ဆိုတော့ကျွန်တော်ရဲ့အပြစ်သားရဲ့ကယ်တင်ခြင်းအတွက်ဖျားကလူသားဖြစ်ဖို့ရန်အတွက်လိုအပ်တာဖြစ်တယ်
เพราะฉะนั้นลูตามาผิดไปเนี่ยจะเราก็มาเกตินในมูสุเรตะบอผิดไปตูหาลูซาติโกขันลามาลูโลผิดลามาจะเราลูตาเตียวโลผิดลาปีมาตาลินจะเราก็เกตินให้เนี่ยอาจารย์ผิดไปอาจารย์ก็รอปาเลสโลชินพยามาจะเราปาตุยาตเลสโลชินพยากาตั้งชินเนดูผิดHoly God ผิดพยากา righteous ตั้งชินเพียวมาเดดูผิดอะไรตัวเจ้าจะเราลูตาเย่อภิกาพยาตะเคียนเพียวมาชินพยาตะเคียนตั้งชินชินเนอภิกเกณฑ์สินชินเนลงว่าสังชินเนอายาผิดไปเพราะฉะนั้นปาเลสโลชินตั้งชินเพียวมาเดพยากา righteous God Holy God กาจะเราอภิสิเร sinful human unrighteous มาตั้งชินบุมาเพียวมาบุ unholy sinful อภิสิเรจะเราลูตาริโกอภิมาสิเรพยากาจะเราก็เป็นโลมาเล็กขันโลไม่ยาวจะเราอภิตาริโกอภิมาสิเรพยากาตุเย่กองเกณฑ์ในงามาจะเราขอตัวโลไม่ยาวว่าเป็นโลเลสเราตุกะอภิมาสิบุตุกะตั้งชินเนเพียวมาเดพยาพิเดตัวเจ้าจะเรามาเพียวมาเดมาตั้งชินเนจะเราลูตาริโกตุชิมาตุขอตัวโลไม่ยาวแต่ไม่แม้พยาเย่พิเชมาแต่เพื่อมาปาชิดเลสโลชินพยากาเมตตาชินพิเดพยากาเมตตาชิเลดูพิเดแต่เพื่อมาตุตั้งชินเพียวมาเดดูพิเดตัวเจ้าจะเราอภิตาริโกเล่มาคัมปีเมแต่เพื่อมาเลยเมตตาตยาเนี่ยปีส่งเนี่ยพยาพิเดตัวเจ้าจะเราลูตาริโกอภิกาเนี่ยตัวเย่เมตตาการเนี่ยจะเราก็เก่งกว่าใครพอไม่ใช่บุพเพราะฉะนั้นตัวหาเมตตาชินพิเดตัวจังจะเราก็อภิตาริโกปิเปโลไม่ยาวตัวพันเชนเนี่ยจะเราลูตาริโกจะเราอภิตาริโกตัวปิเปโลไม่ยาเปียงแต่เพื่อมาตัวหาตั้งชินเพียงมาเดตัวพิเดตัวจังจะเราก็ดีอภิตอัตายอภิสิเดตายจะเราก็เล็กขันโลไม่ยาเปเมจะเราเย่ตัวหาเมตตาชินพิเดตัวจังจะเราก็ดีตายปิดตัวโลไม่ยาเปียงบูสุราจะเราตัวยาบาร์အဲ့ဒါကြောင့်တမဟောင်းချမ်းစာမှာဆိုလို့ရှိရင်ပညာတော်တွေကိုပေါ့လေလူသားတွေကအပြစ်မလုံးနိုင်အောင်ပညာတော်တွေကိုသူကပေးလေရှိပါတယ်ပညာတော်ကိုမလိုက်လျှောက်တဲ့သူတွေကိုလည်းပဲသူကအပြစ်ပေးလေရှိပါတယ်ဆိုတာကျွန်တော်တို့တွေ့ရပါတယ်ဒါပေမဲ့တာရီကလက်တွေ့မှာကျွန်တော်တို့လူသားတွေရဲ့ကယ်တင်ခြင်းအတွက်ပညာတော်တရားအားဖြင့်ကျွန်တော်တို့ကယ်တင်ခြင်းမရနိုင်ဘူးဆိုတာနောက်ဆုံးတည်တဲ့အခါမှာသူ့ရဲ့တပါးတီတော်သားတော်ကိုဒီလောကကိုဆေလွှတ်ရခြင်းဖြစ်ပါတယ်။သူကလော်ရီပညာတော်တွေပေးခြင်းအဖြစ်ကျွန်တော်ကိုကယ်တင်ခြင်းနဲ့ပညာတော်တွေကိုပေးခြင်းအဖြစ်လိုက်လျှောက်စေခြင်းအဖြစ်ကျွန်တော်ကိုတူစီပြန်ရအောင်သူ့ရဲ့အလိုတော်တိုင်းအသက်ရှင်နိုင်အောင်ကျွန်တော်ကိုပညာတော်တွေပေးပေမဲ့ကျွန်တော်ကဒါတွေကိုမလိုက်လျှောက်နိုင်တဲ့အခါမှာနောက်ဆုံးသူ့ရဲ့တပါးတီတော်သားတော်ကိုဒီလောကကိုဆေလွှတ်ရခြင်းဖြစ်ပါတယ်ကျွန်တော်ဟေဘရဲဩဝါဒစာအခန်းကြီး9အခန်းငယ်22ကိုကြည့်တဲ့အခါမှာဘယ်လိုရေးထားတယ်လဲဆိုလို့ရှိရင်ပညာတရားအတိုင်းခတ်သိမ်းသောအရာတို့ကိုကုံမတတ်အသွေးအားဖြင့်စင်ကြယ်စေတတ်၏အသွေးမတွန်းလောင်ပဲအပြစ်လွတ်ခြင်းမရှိအပြစ်ကျွန်တော်အပြစ်တရားကနေလွတ်မြောက်ဖို့ရန်အတွက်အသွေးတော်တွန်းလောင်ဖို့လိုတယ်အသွေးလိုတယ်သွေးတော်အားဖြင့်ပဲကျွန်တော်ကိုအပြစ်ကနေလွတ်မြောက်နိုင်မယ်ကျွန်တော်ကယ်တင်ခြင်းကိုရနိုင်မယ်ဖျားရှင်တန်ရှင်ဖြောင့်မတ်တဲ့ဖျားရှင်ကိုကျွန်တော်သွားနိုင်မယ်အသွေးတော်အားဖြင့်ပဲကျွန်တော်ဖျားရှင်ကိုကျွန်တော်ပြန်ရောက်နိုင်မယ်ဆိုတော့ဘယ်လိုမျိုးအသွေးတော်လဲဆိုလို့ရှိရင်ကျွန်တော်ဖျားသခင်စီကိုရောက်အောင်ပို့နိုင်တဲ့အသွေးကတရိစ္ဆာန်ရဲ့အသွေးနဲ့မရဘူးကျွန်တော်လူသားရဲ့အသွေးနဲ့မရဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်လူသားရဲ့အသွေးကအပြစ်တရားနဲ့ပြည့်နေတဲ့သွေးတော်ဖြစ်တယ်ကျွန်တော်အပြစ်သားရဲ့အသွေးဖြစ်တယ်အကန့်တတ်ရှိတဲ့သူတွေရဲ့အသွေးဖြစ်တဲ့အတွက်ကြောင့်ဒီအသွေးတော်အားဖြင့်ကျွန်တော်ကယ်တင်ခြင်းကိုမရနိုင်ဘူးဘသူရဲ့အသွေးတော်အားဖြင့်ပဲကျွန်တော်ကယ်တင်ခြင်းကိုရနိုင်တယ်လေဆိုလို့ရှိရင်တန်ရှင်ဖြောင့်မတ်တဲ့သူအသွေးတော်အားဖြင့်ပဲကျွန်တော်ရနိုင်တာဖြစ်တယ်ဒါဆိုလို့ရှိရင်တန်ရှင်ဖြောင့်မတ်တဲ့သူဆိုတာဘသူပဲရှိတယ်လဲဆိုလို့ရှိရင်ဖခင်ပဲရှိတယ်
အဲ့ဒါကြောင့်ဖယားကကျွန်တော်လူသားတွေအဖြစ်ကနေလွတ်မြောက်လာနိုင်ဖို့ရတဲ့အတွက်သူ့ရဲ့တပါးတီတော်သားတော်အဖြစ်သူ့ရဲ့အတွေးကိုစွန့်ခဲ့တာဖြစ်ပါတယ်ဆိုလိုတာကသူကလူသားမဖြစ်လာဘဲနဲ့အတွေးစွန့်လို့မရပါဘူးဖယားဆိုတာကျွန်တော်မမြင်နိုင်ဘူးမတွေ့နိုင်ဘူးဖြစ်တဲ့အတွက်ကြောင့်လူသားမဖြစ်ဘဲနဲ့သူ့ရဲ့အတွေးကိုဘယ်လိုမှကျွန်တော်မတွေ့နိုင်ဘူးမတွန်းလောင်းနိုင်ဘူးအဲ့ဒါကြောင့်ကျွန်တော်လူသားတွေကိုကယ်တင်ဖို့ရန်အတွက်လိုအပ်တဲ့သူ့ရဲ့အတွေးတော်ကိုစွန့်လွတ်ဖို့ရန်အတွက်သူကလူသားဖြစ်လာရခြင်းဖြစ်ပါတယ်လူမဖြစ်ဘဲနဲ့အတွေးမရှိဘူးအဲ့ဒါကြောင့်သူကဖယားကကျွန်တော်အတွက်အတွေးပေးနိုင်ဖို့ရန်အတွက်လူသားဖြစ်လာရခြင်းဖြစ်ပါတယ်ခင်ဗျားနဲ့ကျွန်တော်ကယ်တင်ခြင်းရဖို့ရန်အတွက်လိုအပ်တဲ့အတွေးတော်ကိုသူပေးဖို့ရန်အတွက်ဒီလောကမှာသူလူစားတီခံလာရခြင်းဖြစ်ပါတယ်ဖယားဖြစ်တဲ့အတွက်ကြောင့်သူကအတွေးမပေးနိုင်ဘူးအတွေးမပေးနိုင်တဲ့အတွက်ကြောင့်ကျွန်တော်လူသားတွေအတွက်အပြစ်လွတ်မြောက်ခြင်းရဖို့ရန်အတွက်အတွေးတော်ပေးနိုင်ဖို့ရန်အတွက်သူကလူသားဖြစ်လာရခြင်းဖြစ်ပါတယ်သူလူသားဖြစ်မှလူဖြစ်မှသူကအတွေးရှိမယ်သူအတွေးရှိမှကျွန်တော်အတွက်အတွေးကိုတွန်းလောင်းနိုင်မှာဖြစ်တဲ့အတွက်ကြောင့်သူကကျွန်တော်ရဲ့ကယ်တင်ခြင်းအတွက်အတွေးတော်တွန်းလောင်းဖို့ရန်အတွက်လူသားဖြစ်လာရခြင်းဖြစ်ပါတယ်အဲ့လိုပဲသူလူသားဖြစ်တဲ့အတွက်ကြောင့်ကားတိုင်ပေါ်မှာသူ့ရဲ့အသွေးတော်ကိုတွန်းလောင်းတဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ကယ်တင်ခြင်းကျွန်တော်အတွက်ကယ်တင်ခြင်းကိုပေးနိုင်တာဖြစ်ပါတယ်ကျွန်တော်ရဲ့ကယ်တင်ခြင်းအတွက်လိုအပ်တဲ့အတွက်ကြောင့်ဖယားသခင်ကသားတော်ယေရှုကိုလူသားအဖြစ်နဲ့သူလူစားတီခံယူစေခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ကယ်တင်ခြင်းအတွက်သူလူဖြစ်လာရခြင်းဖြစ်တယ်ဆိုတာကိုပထမအချက်အနေနဲ့ပြောချင်တာဖြစ်ပါတယ်ဒုတိယအချက်ကပါလဲဆိုလို့ရှိရင်ကျွန်တော်ဖယားသခင်ကလူသားဖြစ်လာရခြင်းအကြောင်းရင်းတစ်ခုကပါလဲဆိုလို့ရှိရင်သူ့ရဲ့မေတ္တာကိုဖော်ပြဖို့ရန်အတွက်ဖြစ်တယ်ဖယားသခင်ကသူ့ရဲ့မေတ္တာကိုကျွန်တော်အပြစ်သားတွေလူသားတွေဒီလောကမှာခံစားနိုင်ဖို့ရန်အတွက်သူလူသားဖြစ်လာရခြင်းဖြစ်ပါတယ်ဆိုတော့ရှင်ယောဟန်ကဒီမေတ္တာတရားအကြောင်းကိုတော်တော်လေးပြောပါတယ်တခြားတူတွေထက်တော်တော်ပြောပါတယ်ဒီရှင်ယောဟန်စာအုပ်မှာတော်လကောင်းတာဘရောepisode ဖြစ်တဲ့ first second third John မှာတော်လကောင်းဒီမေတ္တာတရားချစ်ချင်းမေတ္တာတရားအကြောင်းကိုတော်တော်ပြောထားပါတယ်ကျွန်တော်ဒီဖယားကိုလည်းပဲမေတ္တာရှင်ဆိုတဲ့ဟာတွေသူအများကြီးပြောပါတယ်ကျွန်တော်ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး3:16ကျွန်တော်ဖတ်တဲ့အခါမှာပါတွေ့ရတယ်လဲဆိုလို့ရှိရင်ဖယားသခင်ဒီသားတော်ကိုယုံကြည်တော်သူအပေါင်းတို့သည်ပျက်စီးခြင်းတို့မရောက်ထာဝရအသက်ကိုရစေခြင်းဟာဖယားသခင်ဒီမိမိ၌တပါးတီတော်သားတော်ကိုစွန့်တော်မူသည့်တိုင်အောင်လောကီသားတော်ကိုချစ်တော်မူ၏ကျွန်တော်လူသားတွေပေါ်မှာသူမေတ္တာရှိတဲ့အတွက်ကြောင့်ကျွန်တော်ဒီလောကကိုသူချစ်တဲ့အတွက်ကြောင့်သူ့ရဲ့တပါးတီတော်သားတော်ကိုလူစားတိခံယူစေပြီးတော့သူဒုက္ခဆင်းရဲခြင်းဒုက္ခဝေဒနာကိုခံစားစေတဲ့အကြောင်းဖြစ်ပါတယ်။ဒါကြောင့်သူ့ရဲ့မေတ္တာကိုလူသားတွေခံစားနိုင်ဖို့ရန်အတွက်ဖယားကလူသားဖြစ်လာရခြင်းဖြစ်ပါတယ်။ရှင်ယောဟန်ဩဝါဒစာပထမစာဆောင်အခန်းကြီး4အခန်းငယ်16မှာပါတွေ့ရတယ်လေဆိုရှင် God is love ဖယားသခင်ဒီချစ်ချင်းမေတ္တာဖြစ်တော်မူ၏ဆိုတာကျွန်တော်တွေ့ရပါတယ်။အဲဒါကြောင့်ဘုရားသခင်ရဲ့မေတ္တာတရားနဲ့ဘုရားသခင်လူသားဖြစ်လာခြင်း God's love and God's humanity God's human nature ဘုရားရဲ့မေတ္တာနဲ့ဘုရားလူသားဖြစ်လာရခြင်းကဆက်ဆံမှုရှိပါတယ်။သူလူသားဖြစ်လာရခြင်းကကျွန်တော်အပြစ်သားတွေကိုသူချစ်တဲ့အကြောင်းကိုသူအမတန်မှချစ်တဲ့အကြောင်းကိုသူတက်တည်ပြဖို့အတွက်ဖြစ်ပါတယ်။ဆိုတော့မေတ္တာတရားဆိုတာ abstracted solution ဘာမှအတိတ်ပဲမရှိပါဘူး။လုံခဲ့တဲ့နေတော့ကပေါ့လေ Facebook မှာ video clip ကလေးပေါ့လေကျွန်တော်တခုတိုးတိုးလေးပဲ video clip ကလေးကျွန်တော်တွေ့ပါတယ်။ဆိုတော့အဲ့မှာပါလဲဆိုလို့ရှိရင်ယောက်ျားလေးကမိန်းကလေးတစ်ယောက်ကိုI love you နေငါချစ်တယ်ပြောလိုက်တော့မိန်းကလေးကပါပြန်ပြောတယ်လေဆိုလို့ရှိရင်ပြန်မလဲမင်းငါ့ကိုချစ်တယ်ဆိုတာပြန်မလဲပြဆိုရဲပြောပါလေ
ပြလို့မရတဲ့တွေးလို့မရတဲ့ခံစားလို့မရတဲ့မေတ္တာတရားဆိုတာဘာမှအတိတ်ပဲမရှိပါဘူးဒါ dead love တည်နေတဲ့မေတ္တာတရားပဲဖြစ်ပါတယ်ဆိုရှင်းမှန်တဲ့မေတ္တာတရားဆိုတာ shared love တယောက်နဲ့တယောက်အပြန်အလှန်ဝေမျှတဲ့အရာမှမေတ္တာတရားလို့ခေါ်ပါတယ်လူတယောက်ကိုနေအောင်ငါချစ်တယ်ပြောလိုက်တိုင်းမစစ်မှန်ပါတူကိုချစ်ရင်တူကိုချစ်တဲ့အကြောင်းတက်တဲ့တစ်ခုခုတော့မြင်နိုင်ရမယ်ပြနိုင်ရမယ်ဆိုတော့အဲ့လိုမျိုးမြင်နိုင်တဲ့ပြနိုင်တဲ့တက်တဲ့ရှိတဲ့အရာမှမေတ္တာစစ်လို့ခေါ်တယ်မဟုတ်ရင်ဒါက dead love ပဲတည်နေတဲ့အသက်မရှိတဲ့မေတ္တာတရားပဲမေတ္တာတရားဆိုရင်တော့မှတည်နေတဲ့အသက်မရှိတဲ့မေတ္တာတရားပဲတက်တဲ့ပြလို့မရတဲ့မေတ္တာဟာမေတ္တာဖြစ်ခြင်းမှလည်းပဲဖြစ်မယ်ပြောချင်တာပါလဲဆိုလို့ရှိရင်ဖျားသခင်ကကျွန်တော်လူသားတွေလူအစာတိကိုခံလာရခြင်းအကြောင်းကပါလဲဆိုလို့ရှိရင်ကျွန်တော်လူသားတွေကိုဖျားသခင်ကဘလောက်ချစ်တယ်လဲဆိုတာတူတက်တေပြဖို့ရန်အတွက်ဖြစ်တယ်ဆိုတာကျွန်တော်တွေ့ရပါတယ်ဖျားသခင်ကကျွန်တော်လူသားတွေကိုချစ်တယ်ဆိုတာ abstract love ထိလို့ကြိုင်လို့တွေ့လို့မရတဲ့ဟာတက်မေတ္တာမျိုးမဟုတ်ဘူးကျွန်တော်မြင်လို့ရတယ်ခရစ်တော်အားဖြင့်ကျွန်တော်မြင်နေရတယ်တက်တေတွေ့နေရတဲ့အရာဖြစ်တယ်ဆိုတော့ခရစ်တော်ကလူသားဖြစ်လာတဲ့အတွက်ကြောင့်ကျွန်တော်ကဖျားရဲ့မေတ္တာကိုကျွန်တော်ရှင်းလင်းတွေ့ရတယ်သူဖျားကလူသားခရစ်တော်ကလူသားဖြစ်မလာလို့ရှင်ဖျားရဲ့မေတ္တာကိုကျွန်တော်သိချရှင်းလင်းကျွန်တော်သိနိုင်မှာမဟုတ်ဘူးကျွန်တော်တွေ့နိုင်မှာမဟုတ်ဘူးဒါပေမဲ့သူကလူဖြစ်လာတဲ့အတွက်ကြောင့်ကျွန်တော်လူသားတွေအတွက်သူကားတိုင်ပေါ်မှာကျွန်တော်အတွက်ပေးဆက်တဲ့အတွက်ကြောင့်လူဖြစ်လာတဲ့အတွက်ကြောင့်ဖျားရဲ့မေတ္တာကိုကျွန်တော်ကရှင်းလင်းနဲ့ကျွန်တော်ကတွေ့ရတာဖြစ်ပါတယ်ကျွန်တော်ကဖျားရဲ့မေတ္တာကိုတွေ့နိုင်ဖို့ရန်အတွက်ဖျားကလူသားဖြစ်လာရခြင်းဖြစ်ပါတယ်ဖျားရဲ့မေတ္တာကိုကျွန်တော်အပြစ်သားတွေကရှင်းလင်းတွေ့ပြီးတော့ဖျားရှိပြန်ပြီးတော့ရောက်နိုင်ဖို့ရန်အတွက်ဖျားကခရစ်တော်ကလူသားဖြစ်လာခြင်းဖြစ်ပါတယ်ဆိုတာကိုဒုတိယအချက်အနေနဲ့ကျွန်တော်ပြောလို့ခြင်းဖြစ်ပါတယ်တတိယအချက်ကတော့ပါလေတတိယအချက်နဲ့နောက်ဆုံးအချက်ကတော့ပါလေဆိုလို့ရှိရင်ဖျားသခင်ကလူစားတိခံလာရခြင်းလူဖြစ်လာရခြင်းရဲ့တတိယရည်ရွယ်ချက်ကပါလေဆိုလို့ရှိရင်ကျွန်တော်လူသားတွေအပြစ်သားတွေကစစ်မှန်တဲ့လူတဘာဝကိုပြန်ပြီးတော့ရရှိဖို့ရအတွက်ဖြစ်တယ်ဖျားရှင်ကကျွန်တော်လူသားတွေကိုဖန်ဆင်းတော့ကကျွန်တော်ရည်ရွယ်ခဲ့တဲ့ရည်ရွယ်ချက်အတိုင်းကျွန်တော်လူသားတွေကပြန်ပြီးတော့အသက်ရှင်နိုင်ဖို့ရန်အတွက်ပုံတက်တဲ့အနေနဲ့ယေရှုကလူသားဖြစ်လာရခြင်းဖြစ်ပါတယ်ပြောချင်တာလူသားဖြစ်တဲ့ယေရှုကိုကြည့်ပြီးတော့ကျွန်တော်ကစစ်မှန်တဲ့လူတဘာဝကိုပြန်ပြီးတော့ကျွန်တော်ရဲ့အသက်တာမှာပြန်ပြီးတော့ပုံဖော်နိုင်ဖို့ရန်အတွက်တက်တဲ့ပုံတက်တဲ့ example အနေနဲ့လူသားဖြစ်လာရခြင်းဖြစ်ပါတယ်ကျွန်တော်လူသားတွေကကျွန်တော်ရဲ့လူစစ်မှန်တဲ့ဖခင်ကကျွန်တော်ဖန်ဆင်းတော့ကရည်ရွယ်ထားတဲ့ဖခင်ရဲ့ရည်ရွယ်ချက်နဲ့ကိုက်ညီတဲ့လူတဘာဝအတိုင်းအသက်ပြန်ပြီးတော့ရှင်နိုင်ဖို့ရန်အတွက်တက်တဲ့အဖြစ်နဲ့ example အဖြစ်နဲ့ယေရှုခရစ်ကလူသားဖြစ်လာရခြင်းဖြစ်တယ်ဆိုတာကျွန်တော်တွေ့ရပါတယ်ဆိုတော့ကျွန်တော်ကအဖြစ်တရားကြောင့်လူသားတွေကအဖြစ်ထဲမှာနစ်မွန်းနေတဲ့အခါမှာလူဖြစ်ပေမဲ့လူမဆန်တဲ့လူတွေအများကြီးပဲရှိပါတယ်လူဖြစ်ပေမဲ့လူတဘာဝပျောက်နေတဲ့သူတွေအများကြီးပဲရှိပါတယ်လူဖြစ်ပေမဲ့တရိษံလိုပဲအသက်ရှင်တဲ့လူတွေရှိပါတယ်လူဖြစ်ပေမဲ့အချင်းချင်းညှဉ်းပန်းနှိပ်စက်တာအချင်းချင်းအနိုင်ကျင့်တာအချင်းချင်းစော်ကားတာအချင်းချင်းတပ်ဖြတ်တာတွေရှိပါတယ်ဆိုလူဖြစ်ပြီးတော့လူမဆန်တဲ့သူတွေရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့အပြစ်တရားကြောင့်ဖြစ်တယ်ဖျားသခင်ကကျွန်တော်ကိုဖန်ဆင်းတော့ကလူသားဖြစ်ခြင်းမှာဒီအရာတွေအချင်းချင်းတပ်ဖြတ်တာတွေစော်ကားတာတွေအနိုင်ကျင့်တာတွေကဖျားကျွန်တော်ကိုဖန်ဆင်းတော့ကအပြစ်တရားကကျွန်တော်ကိုမလွှမ်းမိုးခင်တော့ကဒီအချင်းချင်းတပ်ဖြတ်တဲ့အရာတွေအချင်းချင်းအနိုင်ကျင့်တဲ့အရာတွေအပြစ်တရားတွေမရှိသေးဆိုတော့ဒီအရာတွေကအပြစ်တရားကြောင့်ဖြစ်လာတဲ့အရာဖြစ်တယ်တကယ်ဖျားရဲ့ရည်ရွယ်ချက်နဲ့ဆန့်ကျင်နေတဲ့အရာဖြစ်တယ်ဖျားရဲ့ဖန်ဆင်းခြင်းရဲ့ရည်ရွယ်ချက်နဲ့ဆန့်ကျင်တဲ့အရာဖြစ်တယ်လူသားစစ်မှန်တဲ့လူသားဖြစ်ခြင်းရဲ့တဘာဝ nature of human
လူတဘာဝနဲ့ဆန့်ကျင်နေတဲ့အရာတွေဖြစ်တယ်ကျွန်တော်ကလူဖြစ်ပြီးတော့လူလုံးအတက်မရှင်နိုင်တဲ့အပြစ်တရားကြောင့်လူဖြစ်ပြီးတော့လူသားမဆန်တဲ့လူတွေအပြစ်တရားကြောင့်လူဖြစ်ပြီးတော့လူလုံးအသက်မရှင်တဲ့လူတွေဖြစ်တယ်အဲ့ဒီကြောင့်ယေရှုခရစ်ကလူဖြစ်လာတဲ့အတွက်ကြောင့်သူ့ရဲ့လူသားဖြစ်ခြင်းကိုအတူယူပြီးတော့ရှင်းမှန်တဲ့လူတဘာဝကိုကျွန်တော်အသက်တာမှာပြန်ပြီးတော့ပုံဖော်နိုင်ဖို့ရအတွက်ဖခင်ကလူဖြစ်လာခြင်းဖြစ်တယ်ဆိုတာကိုကျွန်တော်တွေ့ရပါတယ်ရှင်ဘေဒယူဩဝါဒစာပထမစာဆောင်အခန်းကြီး2အခန်းငယ်23မှာကျွန်တော်ပါတွေ့ရတယ်လဲဆိုလို့ရှိရင်အကြောင်းမူကားထိုတို့အလုံးဟာတင်တို့ကိုခေါ်တော်မူပြီးခရစ်တော်ဒီငါတို့အတွက်ခံတော်မူသည်ဖြစ်၍ခြေတော်ရာကိုရှောက်လိုက်စေခြင်းဟာပုံသက်တေကိုထားတော်မူပြီး leaving you an example for you to follow in his steps ခရစ်တော်ရဲ့ရှောက်ခဲ့တဲ့လမ်းအတိုင်းကျွန်တော်ရှောက်နိုင်ဖို့ရန်အတွက်ခရစ်တော်အားဖြင့်ဖခင်သခင်ကကျွန်တော်ကိုပုံသက်တည်ထားခဲ့တယ်။ဆိုတော့ပြောချင်တာခရစ်တော်လို့ကျွန်တော်ပြန်ပြီးတော့အသက်ရှင်နိုင်ဖို့ရန်အတွက်ခရစ်တော်ကိုပုံသက်တည်ဥပမာဖြစ်နေ example အဖြစ်နဲ့ဖခင်သခင်ကထားခဲ့တယ်။အဲဒီကြောင့်ခရစ်တော်ဆိုတာကျွန်တော်ယုံဖို့တတ်တဲ့မဟုတ်ဘူး။သူ့ကိုအတူယူဖို့ဖြစ်တယ်။သူလူသားဖြစ်တုန်းကသူအသက်ရှင်ခဲ့တဲ့ပုံတရံအတိုင်းကျွန်တော်အသက်ရှင်ဖို့ဖြစ်တယ်။ရှင်ယောဟန်ဩဝါဒစာပထမစာဆောင်အခန်းကြီး2အခန်းငယ်6မှာလည်းပဲပါပြောတယ်ဆိုလို့ရှိရင်ထိုသခင်၌ငါတည်၏ဟုဆိုတော်သူသည်ထိုသခင်ကျင့်တော်မူသည့်နည်းသူကျင့်ရမည်။ခရစ်တော်၌ငါရှိတယ်ဆိုတဲ့သူတိုင်းကခရစ်တော်အသက်ရှင်တယ်လို့အသက်ရှင်ရမယ်။ခရစ်တော်ကိုအတူယူပြီးတော့ခရစ်တော်အသက်ရှင်တဲ့ပုံစံအတိုင်းအသက်ရှင်ရမယ်ဆိုတာကိုရှင်ယောဟန်ခရစ်ဝင်ကျမ်းရှင်ယောဟန်ဩဝါဒစာမှာလည်းပဲကျွန်တော်တွေ့ရပါတယ်။ဒါဆိုလို့ရှိရင်ယေရှုကဘယ်လိုအသက်ရှင်မလဲ။ဘာကိုကျွန်တော်ကအတူယူရမလဲဆိုလို့ရှိရင်ယေရှုခရစ်ကဆင်းရဲသားတွေကိုကျင့်နာတနာတတ်တဲ့သူဖြစ်တယ်။ဆင်းရဲတဲ့လူတွေဖက်မှာအားနည်းတဲ့လူတွေဖက်မှာအမြဲတမ်းရပ်တည်တဲ့သူဖြစ်တယ်။အမတမန်နှိမ့်ချတတ်တဲ့ယေရှုဖြစ်တယ်။ငိုနေတဲ့သူတွေကိုမျက်ရည်တုပ်ပေးနိုင်တဲ့သူဖြစ်တယ်။သူ့ကိုတတ်တဲ့လူတွေသူ့ကိုကားတိုင်ပေါ်မှာတင်ခဲ့တဲ့လူတွေကိုတော့ခွင့်လွှတ်ခဲ့တဲ့ယေရှုဖြစ်တယ်။သူ့ရဲ့ယန္တူတွေပေါ်မှာတော့မှမေတ္တာထားတဲ့ယေရှုဖြစ်တယ်။ယေရှုခရစ်ရဲ့တိတ်ပြီးတော့ radical teaching တစ်ခုကအင်မတန်မှကြီးမားတဲ့တွင်တင်ချက်တစ်ခုကပါလဲဆိုလို့ရှိရင်ရှင်မဿဲအခန်းကြီး9အခန်းငယ်44မှာကျွန်တော်တွေ့ရပါတယ်။ငါဝိညာဉ်ဒီကတင်တို့ဒီကောင်းကင်ဘုံ၌ရှိတော်မူသောတင်တို့အပါဤသားဖြစ်လို့သောဟာတင်တို့ဤယန္တူတုတ်ကိုချစ်ကြလော့။တင်တို့ကိုကျင့်ဆဲသောသူတို့အားမေတ္တာပို့ကြလော့။တင်တို့ကိုမုန်းသောသူတို့အားကျေးဇူးပြုကြလော့။တင်တို့ကိုနှောက်ယှက်ညှင်းဆဲသောသူတို့အဖို့ဖရာသခင်ကိုဆုတောင်းကြလော့။ခမရရဲ့ယန္တူတွေကိုချစ်ပါ။ခမရကိုဆဲဆိုတဲ့လူတွေကိုမေတ္တာပို့ပါတယ်။ခမရကိုမုန်းတဲ့သူတွေကိုကျေးဇူးပြုပါတယ်။ခမရကိုညှဉ်းပန်းနှိပ်စက်တဲ့သူတွေကိုဖရာရှိမှဆုတောင်းပေးပါ။ဒါကယေရှုခရစ်ရဲ့အသက်တာမှာသူ့ရဲ့လူသားဖြစ်ခြင်းမှာကျွန်တော်တွေ့ရတဲ့အရာတွေပဲ။သူ့ရဲ့ယန္တူတွေကိုမေတ္တာပြတယ်။သူ့ကိုကားတိုင်ပေါ်တင်နေခဲ့တဲ့လူတွေကိုဖရာရှင်ကခွင့်လွှတ်ပေးဖို့သူဆုတောင်းပေးခဲ့တယ်။သူ့ရဲ့ယန္တူတွေကိုသူမေတ္တာထားတယ်ပြီးတော့မှမမုန်းဘူးပေါ့လေ။ဆိုတော့ဒါကကျွန်တော်လူသားတွေမလိုက်ရှောက်နိုင်ဘူးလား။ကျွန်တော်မေးเสียရှိပါတယ်။မဟုတ်ပါဘူးဒီရှင်မတဲမှာခုနဖတ်သွားတဲ့ကျမ်းချက်ကိုအခြေခံပြီးတော့နိုင်ငံကြီးကိုပြောင်းလဲတဲ့ပုံကိုယ်တွေအများကြီးရှိပါတယ်။ဟိုမှာခရိယာမဟုတ်ပေမဲ့အိန္ဒိယမှာအိန္ဒိယနိုင်ငံအင်္ဂလိပ်အစိုးရလက်အောက်ကနေလွတ်မြောက်နိုင်အောင်လုပ်ခဲ့တဲ့မဟာတမဂန္ဒီတနက်ခိုင်ပြီးတော့အိန္ဒိယကိုအုပ်ချုပ်ခဲ့တဲ့အင်္ဂလိပ်အစိုးရကိုလိုနီအစိုးရကိုတနက်ဓာတ်လည်းမခိုင်ဘဲနဲ့တော်လှန်ခဲ့တဲ့မဟာတမဂန္ဒီဘာကြောင့်အဲ့လိုမျိုးသူတော်လှန်ခဲ့တယ်လဲဆိုလို့ရှိရင်အကြောင်းအရာအများကြီးရှိပေမဲ့အဲ့ဒီအကြောင်းအရာတစ်ခုကပါလဲဆိုလို့ရှိရင်ဒီခရစ်တော်ရဲ့တောင်းပေါ်တည်တနာဖြစ်တယ်။ယန္တုကိုမေတ္တာထားပါဆိုရဲတည့်ရဲ့ယန္တုကိုချစ်ပါဆိုရဲအရာကြောင့်သူကိုလိုနီအစိုးရကိုမေတ္တာတရားနဲ့တူထောက်။ဒါပြီးတော့South Africa မှာလူဖြူရဲ့မတရားကြီးစိုးတဲ့ဝါဒကိုထောင်ထဲမှာ28နှစ်တိုင်အကျဉ်းထောင်ထဲမှာတိုက်ခန်းသေးသေးလေးထဲမှာ
นั่นแสดงคนในที่ต่างๆนี่แค่ไปรอดูลูพิวบาดากูตองแอฟริกามาใต้ทางไปรอธรรมดาพิลาแค่เนลสันมันเดลาดูอะไรเป็นเมตตาเตียนเนี่ยเวลูพิวบาดากูในองค์ดูใต้แค่ละเวตัวเยันตูริโกเมตตาเตียกูเชื่อคำรอดูใต้ทางแค่ผมอเมริกามาสโลชินกูสโลชินปาพิดเลสโลชินBlack Lives Matter ဆိုတာတော်တော်လေးပဲနာမည်ကြီးပါတယ်တော်တော်လေးလှုပ်ရှားမှုလည်းပဲတော်တော်လေးအမေရိကမှာတော်တော်လေးထိခိုက်မှုလည်းပဲလုံခဲ့တဲ့နှစ်ပတ်သုံးပတ်မှာဖြစ်ခဲ့ပါတယ်ဆိုတော့လူမဲတွေကအင်မတန်မှသူတို့ဒီအမေရိကမှာလူသားဖြစ်ခြင်းသူတို့ဆုံးရှုံးရပါတယ်လူဖြူတွေတက်တဲ့အကြောင်းမှာသူတို့တက်ခွင့်မရှိဘူးဘာဖြစ်လို့လဲသူတို့ကအသားမဲလို့လူဖြူရီတက်တဲ့ဖျားเจ้าမှာ1920-30ပတ်ဝန်းကျင်မှာလူဖြူရီတက်တဲ့ဖျားเจ้าမှာသူတို့တက်ခွင့်မရှိဘူးအကြောင်းကသူတို့အသားမဲလို့လူဖြူရီစီးတဲ့ဘတ်ကားမှာလူဖြူရီထိုင်တဲ့ထိုင်ခုံမှာထိုင်လို့ရှင်တရားစွဲပြီးတော့ထောင်ချရတယ်သူအစိုးရကရွေးကောက်ပွဲလုပ်တယ်သူတို့မဲပေးပိုင်ခွင့်မရှိဘူးအကြောင်းကသူတို့အရေးခွင့်မဲလို့သူတို့အသားမဲလို့အဲ့လိုမတရားမှုအသားမဲယုံတက်တဲ့နဲ့မတရားမှုတန်းတူညီမျှမှုလုံးဝပျောက်ကင်းနေတဲ့တူရီတန်းတူအခွင့်အရေးရလာဖို့ရန်အတွက်တိုက်ပွဲဝင်ခဲ့တဲ့သူကပါစတာတယောက်ဖြစ်တယ်မာတင်လူသာကင်းဂျူနီယာဖြစ်ပါတယ်သူကအသက်ခံရပါတယ်သူကဒီလူမဲရီလူဖြူရင်းတဲ့တန်းတူအခွင့်အရေးရလာဖို့ရန်အတွက်တိုက်ပွဲဝင်တဲ့အခါမှာဒီခရစ်တော်ရဲ့ရန်သူကိုချစ်ပါဆိုတဲ့လက်နဲ့ပဲသူတိုက်ခဲ့ပါတယ်လူမဲတွေကခွင့်ရေးအတွက်မေတ္တာတရားကိုအခြေခံပြီးတော့သူတိုက်ပွဲဝင်ခဲ့ပြောချင်တာဒီပုဂ္ဂိုလ်ဒီကသူတို့နိုင်ငံမှာလူတွေအတွက်သူတို့စ조사ရုန်းကန်တဲ့အခါမှာခရစ်တော်ကိုပုံတက်တဲ့အဖြစ်ယူကြတယ်ခရစ်တော်ရဲ့ခွင့်လွှတ်ခြင်းရန်သူတွေကိုချစ်တဲ့ခရစ်တော်ရဲ့အသက်တာကိုသူတို့ကအတုယူပြီးတော့နိုင်ငံအတွက်လူမျိုးအတွက်သူတို့တိုက်ပွဲဝင်ခဲ့တာကြားတာဖြစ်ပါတယ်အဓိကပြောချင်တာပါလေဆိုလို့ရှိရင်ခရစ်တော်ကလူသားဖြစ်လာရခြင်းကလူသားအစစ်အမှန်ရဲ့တဘာဝကိုသူပြပြီးတော့ဒီလူသားတဘာဝအတိုင်းလူသားတွေပြန်ပြီးတော့အပြစ်သားတွေပြန်ပြီးတော့အသက်ရှင်လာနိုင်ဖို့ဖြစ်ပါတယ်လူသားဆိုတာချင်းချင်းအနိုင်ကျင့်ဖို့အချင်းချင်းမုန်းတီးဖို့မဟုတ်ဘဲနဲ့လူသားဆိုတာဖခင်ရဲ့ဖန်ဆင်းခြင်းဖြစ်တဲ့အတွက်ကြောင့်အကုန်လုံးညီအကိုမောင်နှမလိုမေတ္တာတရားကိုအခြေခံပြီးတော့အသက်ရှင်ရမယ်ဆိုတဲ့တဘာဝကိုလူသားရဲ့ရှင်းမှန်တဲ့တဘာဝအမှန်ကန်တဲ့တဘာဝကိုပြန်ပြီးတော့ပြနိုင်ဖို့ရန်အတွက်တူလူသားဖြစ်လာရခြင်းဖြစ်ပါတယ်တူလူသားဖြစ်မလာလို့ရှိရင်ဒီလူသားရဲ့အစစ်အမှန်တဘာဝကိုကျွန်တော်တွေ့နိုင်မှာမဟုတ်တဲ့အတွက်ကြောင့်သူကလူသားရဲ့ရှင်းမှန်တဲ့တဘာဝကိုသူပုံပြဖို့ရန်အတွက်ပုံသက်တည်ပြဖို့ရန်အတွက်ဥပမာပြဖို့ရန်အတွက်သူဒီလောကမှာတက်ရှင်လာတာဖြစ်ပါတယ်အဲဒါကြောင့်ခရစ်တော်ရဲ့အသက်ရှင်တဲ့ပုံတရံကိုအတူယူပြီးတော့နေ့စဉ်နဲ့မြအသက်ရှင်နိုင်တဲ့လူသားတွေယုံကြည်သူတွေဖြစ်ဖို့ရအတွက်အရေးပါတယ်ဆိုတာကိုဒီနေ့ဝေငှချင်တာဖြစ်ပါတယ်ကျွန်တော်ဒီကုန်းအဖြစ်ကျွန်တော်ပြောမယ်ဆိုလို့ရှိရင်အခုနဖတ်သွားတဲ့ရှင်ယောဟန်ထဲမှာယေရှုကလူဖြစ်လာရခြင်းအကြောင်းကလူဖြစ်လာတဲ့အတွက်ကြောင့်လူသားဖြစ်လာတဲ့အတွက်ကြောင့်လူစားတိခံလာတဲ့အတွက်ကြောင့်ဖျားသခင်ရဲ့ဘုန်းတော်ကိုကျွန်တော်မြင်ရကြပြီဖျားသခင်ရဲ့ကျေးဇူးတော်ကိုကျွန်တော်ခံစားရကြပြီဖျားသခင်ကိုကျွန်တော်လုံးဝမြင်ကြရပြီဖျားသခင်ရဲ့ပုံတရံကိုကျွန်တော်ရှင်းရှင်းလင်းလင်းခရစ်တော်ရဲ့လူဖြစ်ခြင်းကြောင့်ကျွန်တော်တွေ့လာကြပြီဆိုတာကိုကျွန်တော်တွေ့ရပါတယ်အဲဒါကြောင့်ခရစ်တော်ကလူသားဖြစ်လာရခြင်းရဲ့ရည်ရွယ်ချက်ကကျွန်တော်အတွေ့အပြစ်ပေးပြီးတော့ကျွန်တော်အပြစ်တရားကနေလွတ်မြောက်နိုင်ဖို့ကဲတင်ချရနိုင်ဖို့ရန်အတွက်ဖြစ်တယ်။ဖျားသခင်ကကျွန်တော်အပြစ်သားတွေပေါ်မှာထားတဲ့မေတ္တာတရားဟာဘယ်လောက်ကြီးမားတယ်လဲဆိုတာကိုကျွန်တော်ထင်ထင်ရှားရှားမြင်နိုင်ဖို့အတွက်ဖြစ်ပါတယ်။ဒါပြီးတော့ကျွန်တော်လူသားတွေကလူအစစ်မှန်တဲ့လူတဘာဝဖျားသခင်ကကျွန်တော်ကိုဖြစ်စေခြင်းနဲ့ရည်ရွယ်ချက်အတိုင်းပြန်ပြီးတော့အချင်းချင်းမေတ္တာတရားနဲ့အသက်ရှင်လာနိုင်ဖို့ရန်အတွက်တက်တည်ပြဖို့ရန်အတွက်ကျွန်တော်အတူယူနိုင်ဖို့ရန်အတွက်သူကလူသားဖြစ်လာရခြင်းဖြစ်ပါတယ်ဆိုတာကိုပြောချင်ပါတယ်ဆိုတော့ဘုရားသခင်ကလူသားဖြစ်လာဖို့ရန်အတွက်သူရွေးချယ်ရခြင်းရည်ရွယ်ချက်ကကျွန်တော်တို့စီကနေကဲတင်ခြင်းတရားမေတ္တာတရားခံစားနိုင်ဖို့အတွက်ဖြစ်ပါတယ်သူဘုရားရဲ့
လူသားဖြစ်ခြင်းကိုအတူယူပြီးတော့မှန်ကန်တဲ့လူသားတစ်ယောက်လိုကျွန်တော်အသက်ရှင်နိုင်ဖို့ရန်အတွက်ဖြစ်တယ်ဆိုတာကိုဒီနေ့ခွန်အားပေးလိုပါတယ်။ဇာနာတို့အယောက်စီတိုင်းပေါ်ဖျားရှင်ကောင်းချီးပေးပါစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။အားလုံးပေါ်၌ဖျားရှင်ရဲ့ငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းပျော်ရွှင်ခြင်းခံစားကြပါစေ။ဒီနေ့ဝတ်ပြုခြင်းအစီအစဉ်ဒီလောက်နဲ့ပဲကျွန်တော်အဆုံးသတ်ပါမယ်။ကျွန်တော်ဒီနေ့ဝတ်ပြုခြင်းအဆုံးသတ်ဖို့ရန်အတွက်ကျွန်တော်ဆုတောင်းခြင်းနဲ့အဆုံးသတ်ဖို့ဖြစ်ပါတယ်။အားလုံးဆုတောင်းကြပါစို့။ဖျားဖြစ်တော်ညာလည်းပဲကျွန်တော်လူသားတွေကဲ့တင်ခြင်းရဖို့ရန်အတွက်ကိုရဖျားရဲ့မေတ္တာကိုခံစားနိုင်ဖို့ရန်အတွက်လူစားတိခံယူခြင်းထိတိုင်အောင်ကျွန်တော်ကိုမေတ္တာပြတော်မူသောရှင်ထာဝရဖျားကျွန်တော် LCF မှာရှိတဲ့တာသမီများဒီနေ့အတူတကွာ online ကနေဝတ်ပြုနိုင်ဖို့ရန်အတွက်အရောက်စီတိုင်းကိုမေတ္တာတရားအဖြစ်လွှမ်းခြုံခဲ့တဲ့အတွက်ကြောင့်ကိုရောယေရှုတင်ပါတယ်ကိုရဖျားထိုးတဲ့မကကျွန်တော်ဒီနေ့ဝတ်ပြုခြင်းအစီအစဉ်မှာလည်းပဲအစာအလေးဆုံးတိုင်အောင်ကျွန်တော်ကိုဝိညာဉ်တော်အဖြစ်လမ်းပြပို့ဆောင်တဲ့အတွက်ကြောင့်လည်းပဲကိုရောယေရှုတင်ပါတယ်ကိုရဖျားဒီနေ့ကျွန်တော်ဆုတောင်းခဲ့တော့အတန်ကိုလည်းပဲကိုရဖျားပြည့်စုံဖို့ရန်ကောင်းချီးပေးတော်မူပါကျွန်တော်ကြားနာခဲ့တဲ့နှုတ်ကပတ်တော်ကိုလည်းပဲကိုရကောင်းချီးပေးလေကျွန်တော်နေ့စဉ်နဲ့အသက်ရှင်တဲ့အခါမှာကျွန်တော်ရဲ့ဝိညာဉ်ရေးခြေလမ်းတိုင်းတိုင်းအလင်းပေးနိုင်တော့နှုတ်ကပတ်တော်ဖြစ်စဉ်ဖို့ရန်အတွက်ကိုရကောင်းချီးပေးတော်မူပါကိုရဖျားမနေ့ဖြင်ကနေတပါတာလုံးကျွန်တော်အလုပ်လုပ်တဲ့အခါမှာလည်းပဲဆက်လက်ပြီးတော့ကိုရဖျားရဲ့ကွယ်ကားခြင်းကိုရဖျားရဲ့မဆာခြင်းကိုရဖျားရဲ့ကောင်းချီးမင်္ဂလာများကိုခံစားပြီးတော့နောက်ပါဥပုံနေမှာလည်းပဲဤကဲ့သို့ကိုရဖျားကိုအတူတကွ online ကနေဆက်လက်ဝတ်ပြုနိုင်ဖို့ရန်အတွက်လည်းပဲအရောက်စီတိုင်းကိုဝိညာဉ်တော်အဖြစ်လမ်းပြပို့ဆောင်တော်မူပါဒီနေ့အစီအစဉ်အစမှလည်းဆုံးတော်တိုင်အောင်ကျွန်တော်တို့နဲ့အတူပါရှိတဲ့အတွက်ကြောင့်ကျေးဇူးတော်ချီးမွမ်းလေကျွန်တော်ရဲ့အသက်တာကိုကိုရဖျားရဲ့လက်ထက်၌ပြန်လဲဆက်ကလေးယေရှုနာမ၌ဆုတောင်းဆက်ကအကြပါသည်အရှင်ထာဝရမြတ်စွာဘုရားရှင်အာမင်အားလုံးကိုကျေးဇူးတင်ပါတယ်ဖျားရှင်ကောင်းချီးပေးပါစေ